ဒါကတော့ EV ကားတစ်စီးကနေပြီးတော့ဖြုတ်ချထားတဲ့ ODP ပါ on-board charger OBC လို့ပြောရင်အားလုံးနဲ့ရင်းနှီးမယ်လို့တော့ထင်ပါတယ်ဒါပေမဲ့ ODP နဲ့ OBC ကမတူပါဘူးဒါဆိုရင် ODP လို့ခေါ်တဲ့ on-board power unit ဆိုတာကရောပါလဲတချို့ကားတွေမှာတော့ဒီ Hyundai တို့ Kia တို့မှာတော့ ICCU integrated charging control unit လို့ခေါ်ပါလိမ့်မယ်ကားထုတ်လုပ်တဲ့သူတွေကနေရာလို့ပိုရကျင်တာရယ် wire cable line တွေ short ချဖို့ရယ်နဲ့စရိတ် short ချဖို့အတွက်အဓိက power electronic 3ခုကိုတစ်ခုတည်းပေါင်းထည့်လိုက်ပြီးတော့ ODP လို့ခေါ်တာပါဒီ ODP ထဲမှာဘာတွေပါလဲဆိုတော့ကျွန်တော်အပေါ်ကပြောခဲ့တဲ့ OBC လို့ခေါ်တဲ့အားသွင်းစနစ်ပါမယ် DC converter တွဲဖို့ battery အားသွင်းစနစ်ပါမယ်နောက်ပြီးတော့ PDU လို့ခေါ်တဲ့ power distribution unit တွေပါပါတယ်ဒါတွေကိုပေါင်းပြီးတစ်ခုတည်းဖြစ်အောင်တည်ကျွန်းထားတဲ့ကားရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်ဖြတ်ထားတဲ့ ODP မှာတော့ခင်ဗျားတို့တွေ့ရတဲ့လိမ္မော်ရောင်လိုင်းကတော့ high voltage cable line ဖြစ်ပါတယ်သူကတော့ high voltage battery pack ကိုသွားတာဖြစ်ပါတယ်နောက်ပြီးတော့ဒီဘက်အချမ်းမှာအောက်လိုရေးထားတာရှိပါတယ်ဒီကောင်ကတော့ coolant line ပေါ့နော် coolant line ပါမယ် coolant ထွက် line သူ့ဘေးနားမှာ ground point ပါတယ်ပြီးတော့14 volt ဆိုတာကတော့ဒီတွဲဖို့ battery ရဲ့ battery ကိုသွားတဲ့အပေါင်း line ပေါ့နော်အပေါင်း line ဖြစ်ပါတယ်နောက်ပြီးတော့ဒီဘက်တစ်ချမ်းမှာကဘာမှမရှိဘူးဒီဘက်မှာကဒီမှာ coolant line ပါမယ်ဒီဘက်ကတော့အဝင် line ဖြစ်ပါတယ်အပေါ်ကလိမ္မော်ရောင် connector အထိုင်တွေမှာ PTC နဲ့ AC ဆိုပြီးရှိပါတယ် PTC ကတော့ coolant heater ကိုသွားပြီးတော့ AC ဆိုတာကတော့ဒီကျွန်တော်တို့ဒီ air compressor ကို high voltage သွားတဲ့ high voltage cable သွားတဲ့ line ဖြစ်ပါတယ်